The Zambon love when in a Salay Senala Natal the Segu is in it as in a good of Shepo as in a Gandea Luvania Nidema Luvidia Lidigo Ayumadalu Yashitado Shingo Ea Ayum Don't you do a jame? I know the man I had the data. Now so she said the Lord. American Nagangaro, the Nida Nanakan Chimpo. They all obeyed the Ali Kanako Nyane Chiche Bido. I don't do Jamamu. Yaramyago Obonyambia Soma, Sosomaro Mugede. Yes, she Puno Boma Kuno Telo. Ora no the deep Mamyajame Inyapshapya Namota that Doji Yesu Uzo Java Gozo Namo Dada Bhagavato Arahado Dhamma Dhammo Dada Namo Dada Bhagavato Arahado Dhamma Dhammo Dada Namo Dada Bhagavato Arahado Dhamma Dhammo Dada Arahado Lumina Mibhyama Mindu Wasingo Yo Buzo Tugu Kanyudo Mutaitato Arahado Magamu Agudo Gamana Miaruko Pelo Gama Buro Mamujan Siro Mamovitato Amanda Buddha Doga the Modia Niroda Mega Tabia Savo Seya Magudea Munyando Mia Turi Timido Muavi Datato Tata Bhagavado Idriya Damayada Dirigama Mayadami Bochao Line Piso Georgia Chino Mia Pea Miyama Dea Miyama Gandea Hodena Tija Gondo Taro the Mido Via Devedo Rodi Namo Gaya Wazi Mano Shileye Enzeli Nujo Leso Moga Shigo Unyo Java Dodi Yaswa Vea Vea Ugita Hota Doka Moseta Ugita Kosineva Jama Chanda Kindi Hota Tija Bazi Doka Kosin Sisi Boma Moseta Loginja Bazi Yada Kamachan Sipshambi Riya Bo Nyata Swatan Ya Hoja Yana Yuchame Yashina Yada Bobo Lagam Bandi Yada Bandi Marizida Ewan Logan Awe Gana Mizu Raza Nabadadi Somaro Mwede Ikadali Gotasa Sembido Oja Naja Jinyo Jama Pshabari Yada Bobo Lagam Bandi Deya Kamatam Bhavana Deya Go Adole Shide Yogi Dura Gondoha Yewego Ubama Biabi Yasoma Yata Badi Marizida Dan Leekole Biabi Soma Ewan Logan Awe Kandan together Yunan Loka Yemebe Daraza Yewadi Bobo Nida Mindalo Dan Lega Pipia Nida Mindalo
ယုံနာတို့ရဲ့ဖြစ်ချင်းဖြစ်ချင်းကိုမြင်သောပုဂ္ဂိုလ်ကိုမြေစုရာသာသေမင်းဒီနပတတိမမြင်ဘူးသေမင်းမမြင်တဲ့အလုတ်ကဒီတစ်ခုရှိသေမင်းမမြင်တော့ဘူးမမြင်ဘူးသေမင်းလက်ထက်ကလုတ်ကင်းစီတတ်တဲ့အလုတ်ဒီတရားအားထုတ်တဲ့အလုတ်ဒါကြောင့်သေမင်းလွတ်ရတရားရှာလို့ခေါင်းစည်းလေးတက်ပြီးတော့နှလုံးသွင်းကြမယ်အလုံးသတ္တဝါသင်္ခါရအနန္တတို့ဘင်းတို့နေ့လယ်ပိုင်း3 နာရီခွဲတုန်းကဟောခဲ့တယ်လို့ပေါ့လောကမှာဥချင်းသဘောကိုမလွန်ဆန်နိုင်ဘူးဇရာဓမ္မောမိဇရာနာတိတောတိအဘိနံပစ္ဆဝေခိတပ္ပံအဘိနသုတ်တော်ဒီလိုနေ့လယ်ပိုင်းကဟောလိုက်ပြီးလောကမှာနေ့စဉ်နေ့တိုင်းအမြဲတမ်းလို့ဆင်ခြင်ရမယ်တရား၅ ပါးကိုဘုရားဟောထားမယ်အမြဲတမ်းဆင်ခြင်နေရမယ်ဆင်ခြင်တော့ဘာအကျိုးများသလဲဆိုသေမှာမကြောက်ဒီတရားတွေကိုအမြဲတမ်းဆင်ခြင်နေမယ်အမြဲတမ်းသုံးသပ်နေမယ်အမြဲတမ်းအားထုတ်နေမယ်ဆိုသေမင်းကိုမကြောက်ဘူးတဲ့သေမှာမကြောက်ဘူးကိုယ်ကံတကောလုံးကိုဆင်ခြင်နေတယ်ပေါ့တရာဓမ္မောမိဇရာနာတိတောတိဗေနပစ္စည်းဝိသဝခိတပံဣတိယဝပုရိနဝဂတိနဝပပ္ပစီတိနဝလို့ဘုရားကဒီလိုပြရန်တို့တဲ့ဣဇိမဏိဘဂဝေအဘိနပစ္စဝခိတပံရန်တို့လောကမှာမြဲမပြတ်ဆင်ခြင်အပ်တဲ့တရား၅ ပါးရှိတယ်ထိုတရားတို့ကိုမြို့သမီးဖြစ်စေအမျိုးသားဖြစ်စေချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်စေကျေးဇူးကြွယ်ဖြစ်စေပေါ့ယဟန်ဖြစ်စေဆင်ခြင်ရလိမ့်မယ်တဲ့အမြဲတမ်းဆင်ခြင်အပ်တဲ့တရားပြောခဲ့ပြီသရတံမောမိဇရဏတိတောတိဗျာတိဓမ္မောတိဗျာတိနတိတောတိမရဏဓမ္မောမိမရဏနတိတောတိဟိဟိမနာပိဟိညာနာဘဝဝိနာဘဝကာမတကောမိကာမတယောကာမဘိနုကာမပရိဒယကာမကရိတတိကလျာဏဝပပကံဝါဒီ၅ ပါးကိုဘုရားဟောပေးထားမိမိရဲ့စိတ်ထဲမှာအမြဲတမ်းဆွေဆွေမြဲမြဲမှန်နေရမယ်သုံးသပ်နေရမယ်ဆင်ခြင်နေရမယ်ပွားများနေရမယ်ဒီတရားတွေကိုနာယူမှတ်သားခြင်းသုံးသပ်ခြင်းဆင်ခြင်ခြင်းပွားများနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဘာကြည်သူများလာသလဲလို့ဆိုတော့ကိလေသာတွေခေါင်းမလာနံပါတ် 1ကတော့အမှန်ကိုအမှန်တိုင်းခန္ဓာမှာရှိနေတဲ့အရှိကိုရှိတဲ့ဉာဏ်နဲ့ထောက်ကြည့်နေတဲ့တွေ့တာရာဂဒီဟုသောမီးမလောင်ဘူးဟောခန္ဓာကိုယ်ကြီးကိုတက်မဲ့နှစ်သက်စေနိုင်တဲ့ရာဂမီးမလောင်ဘူးရာဂဆိုတာမီးဆိုတာပူတဲ့တက်မဲ့နှစ်သက်မှု
ကိုတက်မဲ့နှစ်သက်ခြင်းသူတစ်ပါးကိုတက်မဲ့နှစ်သက်နေတဲ့စိတ်သည်ပူလောင်တယ်အမြဲတမ်းရာဂာယိအဂိဇာလိဟိဆိုခြင်းကြောင့်မီးလောင်တယ်ဒေါသဆိုတာလည်းမီးမောဟဆိုတာလည်းမီးဆိုတာပူတတ်တယ်မိမိရဲ့စိတ်မှာရာဂစတဲ့ကိလေသာတခုခုကပ်ပြီးစိတ်မှာလာပြီးကန့်ညီလိုက်ပြီလို့ဆိုရင်ထိုကန့်ညီခံရတဲ့ပုဂ္ဂိုလ်ဒီမှနဲ့မိမိကိုယ်ပေါ်မှာကန့်ညီသူတစ်ပါးကိုခန္ဓာဘဝတွေကိုကန့်ညီဒီဝါရေးလူမှုရေးနိုင်ငံရေးပုဂ္ဂိုလ်ရေးជីវရေးစသည်အဖြစ်ခန္ဓာနှိစ္စတဲ့ခန္ဓာဘဝတွေပေါ်မှာသွားရောက်ပြီးတော့ကန့်ညီနေတဲ့စိတ်ပိုင်ရှင်တို့သည်မြဲတမ်းမီးလောင်နေတယ်ဒါပေမဲ့ဘုရားကမီးလောင်တယ်လို့ဆိုပင်ဆိုညာတော်တယ်အဝိဇ္ဇာတဏှာဖုံးလွှမ်းခံထားရတဲ့ပုဂ္ဂိုလ်တွေကကိုလောင်တာလောင်မှမသိအဲ့ဒါလိုများပြောလိုက်လို့ရှိရင်မီးလောင်နေတယ်လို့ပြောလိုက်လို့ရှိဒီထဲမှာငါမီးလောင်ပြောရမလားအဲ့ဒီဒေါသမကျေနပ်တာတော့ပေါ်လာပြီမကျေနပ်တဲ့စိတ်တွေတောင်မှဖြစ်သွားသေးတယ်။ဘာကြောင့်လဲဆိုရင်ကိုကအဲ့ဒီအာယုံပေါ်မှာဆွဲလန်းတဲ့ဥပဒံဖြစ်နေတာထိုခန္ဓာဘဝဒီပေါ်မှာလှမ်းပြီးတော့တက်မဲ့တဲ့နှစ်သက်တဲ့တွေ့တာတဲ့ဆွဲလန်းကန့်ကြီးနေကိုပူလောင်နေမှမသိဘူးပူလောင်နေတာကိုပူလောင်မှထောက်ပြပြန်တော့လည်းပဲဝိဇ္ဇာဖုံးလွှမ်းထားတဲ့ပုဂ္ဂိုလ်ကမကျင့်တတ်ဘူးအဲ့ဒါဒီအမှန်ကိုအမှန်နဲ့ထောက်ပြပညာမသိတာလူမိုက်ပဲတဲ့ဘုရားကအမှန်ကိုအမှန်နဲ့ထောက်ပြဘယ်လိုတခါတော့ပြောသလိုပေါ့အသက်80ကျော်နေတဲ့အဖိုးကြီးတယောက်ရွေးကောက်ပွဲသွားပြီးတိုင်ဝင်သွားဝင်တာဒီပြန်လာသူရှုံးလာလို့ဒါကြီးရဲ့ခုထိမိုက်တုံးသေးလားဗျာကိုနဲ့လေရင်တို့ကပဲရင်းနှီးထားလို့တော့တဲ့ပြောလိုက်ဒါကြီးခုထိမလိမ္မာသေးလားခုထိမိုက်တွင်းနဲ့တုံးသေးလားတကကြီးလို့သူခေါင်းငိုက်ဆက်ကြတယ်ဒီတော့သိပါတယ်ဗျာဒါမှဝါဒနာကရှိပဝန်းကျင်အတွက်လည်းရှိနေပြန်တော့ဟိုလူမျိုးကြောင့်ပဝန်းကျင်အကြောင်းကြောင့်အားလေးတွေဖြစ်ရှင်တာလေးတွေတပည့်တော်သွားပြီးတော့ဝင်ပြန်ဖြစ်တယ်တိန်တော့တကကြီးကုသိုလ်လားအကုသိုလ်ကြည့်တကကြီးချုပ်ရင်ဒေါသဖြစ်မချင်တော့နိုင်မြန်တော့လောဘဖြစ်တယ်အဲ့ဒါမီးလောင်တာလောင်တာမသိဘူးမို့လားမှန်ပါသိတယ်လို့ပါပဲအေးအဲ့ဒါကြောင့်ပြောတာသာနာလောကတစ်ချောင်းလုံးလူတွေဟာဘာလို့ကျင်လည်နေကြရတယ်လဲဆိုတာဒီမီးမငြိမ့်နိုင်လို့လောဘမီးတွေမငြိမ့်နိုင်ဒေါသမီးတွေမငြိမ့်နိုင်မောဟမီးတွေမငြိမ့်နိုင်တော့ယဟန်ဖြစ်ဖြစ်လူပဲဖြစ်အမြဲတမ်းမီးလောင်နေတာပေါ့ကိုလောင်တဲ့မီးကိုငြိမ့်နိုင်မှသက်သာရမယ်ကံမွဲနေပြီသက်80ကျော်ပြီဆိုလိုက်ပေါ့ကံမွဲနေဉာဏ်လဲမွဲလာအသိဉာဏ်လေးခေါင်းပါလာကမ္မထံဘာဝနာတရားပေါ်မှာ
အာရပါရအာထုမဲ့စိတ်မရှိအဲ့ဒါကိုဘုရားကအန္တိပူတော့အယံလောကောဓနုကတ္တဝိပဿတိဒီလောကကြီးဟာအမှောင်ကျနေတယ်တဲ့လောကကြီးအမှောင်ဖုံးနေတယ်အဝိဇ္ဇာအမှောင်ဖုံးနေတယ်သကုနောဇာလမုတ်တော်ဝပိုက်ကွန်တွေကလွတ်လာတော့နှစ်ဒီအနှဲငယ်ရှိတယ်အနှဲငယ်သောပုဂ္ဂိုလ်တို့သာလေဒီတရားကိုသိနိုင်တယ်လေခွင်းထဲမှာစာကလေးတွေအိတ်မုတ်ဆိုးငှက်မုတ်ဆိုးတွေကလှမ်းပြီးတော့ကွန်နဲ့လှမ်းပြစ်တော့ပင်တို့တကူလုံးရှုံမိထားလန်းလန်းနဲ့ထားပြန်တဲ့ကြည့်အကုန်လုံးပိုက်ကွန်ထဲမှာမိအောက်ကိုငုတ်ရှုံပြီးတော့ပြန်သွားတဲ့ငှက်ကောင်တရားမှာ၄-၅ကောင်လောက်ပဲအဲ့ဒါလိုပဲဘုရားကလောကမှာသန္တရာဒီ30ဘုံတို့ဤသန္တရာကထွတ်မြောက်ဖို့လမ်းကိုအလိုရှိတဲ့ပုဂ္ဂိုလ်ကအနည်းငယ်ပဲ။အိုနာတိထက်တဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်က99%ရှိတဲ့။သန္တရာဒီသောဝဲဩဃထဲမှာကာမောကဝဲဘောဝကဝဲဒိဋ္ဌောကဝိဇောကဝဲတိဟုသောဝဲဩဃသန္တရာထဲမှာတဝဲတဲ့နတ်မြုပ်ပြီးနေတဲ့ပုဂ္ဂိုလ်က95%ရှိတဲ့ဗျာမှန်တာပေါ့အချို့တချို့ပုဂ္ဂိုလ်တွေအမှန်တရားတွေအမှန်နဲ့ထောက်ပြပြီးညာတော့မသိနိုင်ဘူးဒါဘုရားကဒီကဇာကရတော်ရတဲ့ဒီကသံတတ္တယောဇနဒီကောဘာလနာတံတော်တတ္တမအဝိဇ္ဇာနတ္တလို့ဆောင်းပြီးတော့ပြတာဒီကဇာကရတော်ရတဲ့အဲ့မပြောတဲ့ပုဂ္ဂိုလ်အဲ့လိုမပြောတဲ့ပုဂ္ဂိုလ်ညှိရှိတယ်လို့ပဲတဲ့ဟုတ်တယ်အဲ့လိုမပြောဘူးဒါကနိုးကြတဏှာကြော်လောက်နိုးပြန်အဲ့လိုမရတော့ဘုရားမှတ်ပဲနေတော့မိုးသာလင်းသွားရှာတယ်အဲ့လိုမရဘူးတော့ကြနာယီထားကြည့်ဟာ2 နာရီတော့မထူးသေးဘူးတော့ကြနာယီပြီ3 နာရီမထူးသေးဘူးတော့ကြ4 နာရီတော့မထူးသေးဘူးအဲ့ဒါလို့ဖြစ်အိမ်မပြောလို့ညှိချေတယ်ငါကတော့ညှိကတော့ညှိပါညှိတယ်ပါသို့တော့ရှည်တယ်လို့မှတ်ရတယ်လို့နံပါတ်1ဥပမာလေးနံပါတ်2ဒီကတန်တတ္တယောဇန်ခရီးပင်မလာတဲ့ပုဂ္ဂိုလ်အနည်းငယ်တော့ယူဇနာလေးကိုအလုံးဝေးသိလိုက်တာနော်ထင်ရတယ်ဒီသိပင်မလာပြီဆိုရင်တမြင်တော့အရှင်လေးကိုဝေးလိုက်တာဘောလို့မရောက်တော့ပါလားလို့ထင်ရတယ်လို့ပဲအဓမ္မံသူတော်ကောင်းတရားကိုဟောဘုရားကဓမ္မံသူတော်ကောင်းတို့ရဲ့ဆုံးမတရားကိုအဝိဇ္ဇာနာတာမသိကြကုန်သောပါဠနာလူမိုက်တို့ဘာလနလူမိုက်တို့ဤတန်တော်တဏှာတိဒီကိုရှိတရားဤသူတော်ကောင်းတို့ရဲ့ဆုံးမတရားတော်မြတ်ကိုမသိမလိမ္မာတဲ့ပုဂ္ဂိုလ်တွေတရားသံဃာယရဏမြတ်သုံးပါးပေါင်းတို့၏ဆုံးမတရားတော်မြတ်တို့ကိုနာယူမှတ်သားခွင့်ကျင့်သုံးခွင့်မရသေးသောလူမိုက်တို့သည်တဲ့သန္တရာရှိတယ်သန္တရာရှိလျက်တဲ့အလုတ်ကိုပဲစိတ်ဝင်စားတယ်သန္တရာထွတ်ရလန်းကိုမချဖွေနိုင်ကြဘူးရှာဖွေလို့တဲ့စိတ်မရှိဘူးအရှင်သာရိပုတ္တရာမထေရမြတ်မိန့်တော်မူတာပေါ့
နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့လက်လာပါပေါ်တဲ့အလုံးနဲ့တယောက်တခြားလို့ပစ္စည်းလက်လာပါရာထုချန္တရာလေးပေါ်အောင်လုပ်တဲ့အလုံးနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့3နဲ့4အရှိနဲ့အနောက်ဝေးတယ်လို့တောင်နဲ့မြောက်ဝေးတယ်လို့ခေါင်းငင်နဲ့မြေစည်းနဲ့ဝေးတယ်လို့သမုဒ္ဒရာဤဘက်ကန်းနဲ့ဟိုဘက်ကန်းဝေးတယ်လို့ပဲသူတော်ကောင်းတရားနဲ့မသူတော်တရားကဝေးတယ်သူတော်ကောင်းတို့တဏ္ဍာမှာရှိနေတဲ့အသိဉာဏ်နဲ့လူမိုက်တို့တဏ္ဍာမှာရှိတဲ့အသိဉာဏ်တယောက်တခြားပါဘာဖြစ်လို့တော့သူတော်ကောင်းနဲ့ရှိတဲ့ပုဂ္ဂိုလ်တွေကြပြန်တော့သီလတွေတိုးတက်အောင်သမာဓိတိုးတက်အောင်ပညာတွေတိုးတက်အောင်ကုသိုလ်ကောင်းမှုတွေရအောင်ငါဘယ်လိုအရှင်ကိုအသုံးပြုသွားမှလဲပစ္စည်းဥစ္စာတွေရအောင်ရှာတဲ့ရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာတွေငါဘယ်လိုမြုပ်နှံမလဲငါသီလတရားတွေခိုင်မြဲအောင်ဘယ်လိုစောင့်ရှောက်နေမလဲဘယ်လိုကမ္မထံဘာဝနာတရားတွေဘယ်လိုပွားများအားထုတ်မလဲအဲ့ဒီစိတ်တွေအမြဲတမ်းဖြစ်နေဒါကုသိုလ်ပိုင်ရှင်များကတရားပညာရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီစိတ်ပဲရှိပြီးတော့ဆရာတော်သံဃာတော်အရှင်မြတ်တွေကတရားအဆုံးအမကိုထောက်ပြီးပြတဲ့အခါမှာဗရမ ्य ဆံကြိုးအဖိုးပိတာဆိုသလိုတလုံးစားလို့တောက်လို့မကုန်တဲ့ဗရမ ्य ကိုပြီးပြီးတကယ်တော့အမှန်ကိုအမှန်တိုင်းနှလုံးသားနဲ့လက်ခံတယ်တို့တန်တရာရှိလျက်ခဲ့တာဒါကြောင့်ကိုအဲ့နဲ့မိုးလင်းလာကြတဲ့ကွာကြည်လေတို့သူတော်ကောင်းတွေတို့မနဲ့မိုးလင်းလာကြတဲ့ညနေမိုးချုပ်ကြည့်ကာလတည်းအောင်ဘာနဲ့ချိန်ကုန်တာများတယ်လဲဆိုတာလေးသတိထားကြည့်အဲဒီကိစ္စသမီးရေးကိစ္စစီးပွားရေးကိစ္စလူမှုရေးကိစ္စနိုင်ငံရေးကိစ္စဒါဒီတွေပဲလုံထွေနဲ့ဤလာဒီမလုံခြုံခဲ့သမာဓိကျင့်သိနေမကျင့်သုံးခဲ့ဝိပဿနာတရားတွေအထုံးမှုမေးလျော့နေခဲ့ဒါကိုစဉ်းစားလိုက်ပေါ့ဒီအာယုန်တို့သည်မေတ္တာဖို့တာအလို့မဖြစ်သေးတဲ့အာဟုတုကိုဖြစ်ပေါ်စေတတ်တယ်ဖြစ်ပြီးတဲ့အာဟုတုကိုတိုးပွားစေတတ်တယ်ဒီအာယုန်နမိတ်တွေကမဖြစ်သေးတဲ့ကုသိုလ်တွေမဖြစ်တော့ဖြစ်ပြီးတဲ့ကုသိုလ်တရားတွေဆုတ်ယုတ်ကုန်တယ်ဘုရားကဒီအာယုန်နမိတ်တွေခန္ဓာဘွားတွေပေါ်မှာကြံ့ညိနေတဲ့စိတ်အဲကြောင့်ပယ်နိုင်မှဘဝသက်တာလိအဲ့ဒါလိုမှပယ်နေတဲ့စိတ်ကိုမယူဘဲနဲ့ခန္ဓာအလိုလိုက်နေမယ်ဆိုရင်ဘုပုဂ္ဂိုလ်ဘဝဒုက္ခတွေဆိုင်ရလိမ့်မယ်တန္တရဒုက္ခဝေယောဂတဏ္ဍာကြီးမှာတဝဝဲတဲ့ဒုက္ခတွေများလိမ့်မယ်ဒုက္ခများမယ်ကိုယ်ဒုက္ခကိုချဖွေးလက်တဲ့အတူတူပဲဒီမင်းကိုလက်ရခေါ်နေတာနဲ့တူတယ်ဒီမင်းရန်သူကိုလက်ရခေါ်နေတဲ့တူတယ်ဒီအာယုန်နမိတ်နဲ့ပျော်မွေ့နေတဲ့ပုဂ္ဂိုလ်ဒီအာယုန်ကြီးမကောင်းဘူးလို့ငါတန်လာတဲ့6လုံးမှကဒုက္ခများခဲ့တာဒီအာယုန်ကြီးကြောင့်ဒီနမိတ်တွေကြောင့်ဒီစိတ်ရင်းကြီးကိုမွေးမြူလာတော့ငါဒုက္ခရောက်တယ်ဒီချိန်မှငါဒီအာယုန်နဲ့ပျော်မွေ့မဲ့ချိန်ကြီးသုံးပြမဲ့ချိန်မဟုတ်တော့ဘူးစိတ်ကိုပြောင်းလဲနိုင်ရမယ်ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်စိတ်ကိုပြောင်းလဲနိုင်ရမယ်ပြောင်းလဲနေတဲ့ပုဂ္ဂိုလ်ဟာဘဝသက်သာမယ်အဝသက်သာမယ်အနာသက်သာမယ်အတိသက်သာမယ်မပြောင်းလဲနေတဲ့ပုဂ္ဂိုလ်ကအိုနာတိထပ်မယ်အိုထအနာထအတိထပ်မယ်ဒါကြောင့်မို့လို့ယောဂီတို့မိမိရဲ့ဘဝ
မိမိနားလည်ပါတဏှာပေးပါပုဂ္ဂိုလ်ကိုတဏှာပေးပါမတဏှာတဲ့ပုဂ္ဂိုလ်ပြင်မှန်းမယ်တို့ဒုက္ခတွေအများကြီးရောက်ခဲ့ပြီအပေတန္တရာထဲမှာငရဲတိရစ္ဆာန်ပိတ္တာအပေလေးဘုံမှာကြာရောက်ခဲ့တဲ့ဘဝတွေတွတ်လုံးများပြတယ်တရားရုံရောက်ကုသိုလ်ကထောက်ပံ့လို့သုခရိဘရောက်နေတဲ့ယရဏသုံးပါးနဲ့တွေ့နေတယ်ဒါပေမဲ့ဘုရားအဆုံးအမကိုမလိုက်နာမြတ်စွာဘုရားဆုံးမအပ်တဲ့အဆုံးအမတရားတော်မြတ်ကိုမလိုက်မလားမကျင့်မကြမှာမထုတ်အသုံးမပြုတဲ့ပုဂ္ဂိုလ်မြည်သည့်ပုဂ္ဂိုလ်မဆိုပြန်တဲ့ခါမှာဝမ်းနဲ့ကြည်ကွယ်မြည်ရည်ဝဲနဲ့ဖြစ်မြဲတန်တော်ဓမ္မတာမြည်ရည်ပေါက်ကြီးငယ်နဲ့ပြန်ကြရတတ်တယ်။ဘာဖြစ်လို့တော့ခန္ဓာကိုယ်ကိုလည်းရှက်ဒီဘက်ကိုလည်းရှက်ဒါမြတ်စွာဘုရားကမိမိကိုယ်ကိုမိမိရှက်သောပုဂ္ဂိုလ်ဇာနုသောဏီပုံနာကလျှောက်ထားလို့ဘုရားဖြေတဲ့စကားလုံးဇာနုသောဏီပုံနာကမြတ်စွာဘုရားတပည့်တော်မေးကြည့်ပါလောကမှာသေမှာမကြောက်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဗျာအလုံးသေမှာကြောက်တဲ့ပုဂ္ဂိုလ်တွေကြီးပဲပေါ့ဗျာနော်လို့ပြီးတော့ဇာနုသောဏီပုံနာတဲ့ငါဘုရားပြောမယ်နားထောင်သေမှာကြောက်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့မကြောက်တဲ့ပုဂ္ဂိုလ်ရှိတယ်ဟုတ်လားဗျာဘယ်လိုပုဂ္ဂိုလ်တွေကကြောက်ပြီးတော့ဘယ်လိုပုဂ္ဂိုလ်တွေကမကြောက်ပါနဲ့ဗျာလို့ပြီးတော့ဘုံနာကြီးတဲ့မိမိကိုယ်ကိုမိမိရှက်တဲ့ပုဂ္ဂိုလ်ဒီမှာကြောက်သူတော်ဘာခန္ဓာဝါးတွေကိုရှက်နေတဲ့ပုဂ္ဂိုလ်ဒီမှာကြောက်တယ်မိမိကိုယ်လည်းရှက်တယ်သူတော်ဘာလည်းရှက်တယ်ခန္ဓာဝါးတွေကိုလည်းအမြဲမပြရှက်ခင်တွေ့တာကန့်ကြီးနေတဲ့ပုဂ္ဂိုလ်ဒီမှာကြောက်တယ်မိမိကိုယ်လည်းမရှက်သူတော်ကိုလည်းမရှက်မတွေ့တာတဲ့ပုဂ္ဂိုလ်ဟာဒီမှာမကြောက်ဘူးတဲ့မှန်တာပေါ့တရားစကားလေးကတရားအားထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကကိုယ်ရှက်လို့မရဘူးခန္ဓာကိုယ်တွေ့တာလို့မရဘူးတွေ့တာရင်ဘယ်တော့မှတရားမရဘူးခန္ဓာကိုယ်ရှစ်ခင်နေတဲ့တွေ့တာနေတဲ့မျက်နှာနဲ့ခန္ဓာကိုယ်ပင်မမှာကြောက်နေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမညာပေါ်ညာရမှာမဟုတ်အဲကြောင့်တဏှာလွှမ်းမိုးထားလို့ခန္ဓာကိုယ်တဏှာနဲ့ရက်ပတ်ထားတဲ့ကာမတဏှာဘဝတဏှာတို့ပဲရက်ပတ်ထားတဲ့အတွက်ကြောင့်မညာပေါ်ညာမရနိုင်ဘူးသူတော်ဘာဒီပေါ်မှာလဲတွေ့တာကန့်ကြီးနေတဲ့ပုဂ္ဂိုလ်လည်းမညာပေါ်ညာမရနိုင်ဘူးအဲကိုယ်နဲ့အသက်မငယ်ကချုပ်မနိုင်ရမယ်ချုပ်စဉ်ပေါ်ရုပ်ဆင်းရဲမျိုးလွှမ်းမိုးပဲရမယ်လမ်းဆုံးမရောက်ဒုမဲ့တောက်ချောက်သွားရမယ်လို့ပြောတယ်ဗရာတရားဝရိယတတိမခန္ဓာကိုယ်ညာနဲ့အဘံဘံထက်ထက်ခိုင်းစေနေတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ဒီဒုက္ခသစ္စာကိုမြင်တာသမုဒိယသစ္စာအလိုလိုပဲပြီးသားဖြစ်တဲ့မေဃဘာဝနာတတ္တိကနိရောဓနယ်ပယ်တွေကိုတရွေ့ရွေ့ကျေစုပြုတာအဲ့ဒီပုဂ္ဂိုလ်ဒီမိမိကိုယ်ကိုမရှစ်တဲ့ပုဂ္ဂိုလ်မရှစ်တဲ့ပုဂ္ဂိုလ်ကိုမတွေ့တတ်တဲ့ပုဂ္ဂိုလ်သူတစ်ပါးကိုလည်းမတွေ့တတ်တဲ့ပုဂ္ဂိုလ်ပဲပြစ်ထားရတဲ့ခန္ဓာကိုယ်ကြီးကိုဘာဖြစ်လို့တော့လို့မေးတော့ဒီခန္ဓာကိုယ်ကြီးမှာအနှစ်သာရမရှိတော့သဘောပေါက်အနှစ်သာရကင်းမဲ့တဲ့ခန္ဓာကိုယ်ကြီးပဲလို့သိလာဘာရသုတ်တံကိုဘုရားဟောထားတာလမ်းကြည့်ဘာရဟဝေပြင်းစေခန္ဓာဘာရဟရောဇပုဂ္ဂလောဘာရဒဏံဒုက္ခံလောကီဘာရနိကိပဏံဒုက္ခံဘုရားကဘေခဝေဩနာတိဒုက္ခပေမှာလောကိနုညာခြေသားခြေသမီးပေါင်းတို့ပြစ္ဆေခန္ဓာ၅ပါးငါယုတ်တရားတို့သည်ဘာရလေးလံစွာစီးတဲ့ဝင်တို့ကြီးနဲ့ကိုတူပါပြီခန္ဓာဒီဟုသော
ဤခန္ဓာကိုယ်ကြီးကအလွန်လေးတဲ့ဝင်တို့ဝင်မိုးကြီးနဲ့တူတယ်သိလေးတယ်ဒီခန္ဓာကြီးတရားပြောတဲ့စကားလုံးနဲ့ဒီနေ့တရားနာတဲ့ယောဂီတို့ခန္ဓာတစ်ခုလုံးဉာဏ်နဲ့ခြုံပြီးတော့ဒီကိုခန္ဓာတရားစကားလေးကိုဉာဏ်နဲ့နားထောင်ရတရားတစ်ခုတစ်ခုဟောလိုက်ပြီမြတ်စွာဘုရားအဆုံးအမလို့ဘုရားကိုယ်စလဲဖြစ်ဒီကဘုရားဟောတော်မူတဲ့အတိုင်းကိုလှမ်းပြီးတော့ထောက်ဟောတဲ့အခါမှာသူယောဂီများကလည်းကိုယ်ခန္ဓာကိုစိုက်ပြီးကြည့်နေရဒါကအာရာရိပိစက်ခန္ဓာခန္ဓာကိုယ်ကြီးသည်အလွန်လေးတဲ့ဝင်တို့ကြီးနဲ့တူတယ်အာရဟာရောဇပုဂ္ဂလောဤလူတွေနဲ့တည်းဆိုတာကတော့ဝိတို့ကြီးကိုထမ်းပြီးတော့လာတဲ့ဝန်ထမ်းသမားနဲ့တူတယ်ဝန်ထမ်းသမားပြီဝန်ထမ်းသမားဒီပဲခန္ဓာဝန်ကြီးကိုအလွန်လေးလံတဲ့ဝန်တို့ကြီးကိုထမ်းနေတဲ့ပုဂ္ဂိုလ်တွေပဲတဲ့ဒီလူတွေကမှန်လိုက်တာတနေ့ကိုမိမိခန္ဓာထမ်းရတဲ့မျိုးသူတော်ဘာခန္ဓာကြီးခန္ဓာဘွားကြီးကိုထမ်းရတဲ့တစ်မျိုးပရိထာကြီးပေါ့ပရိထာကြီးပေါ့ဘောတော့ကြမ်းမှနေတယ်အာကနေမကောင်းနဲ့သမီးကနေမကောင်းနဲ့လင်ကနေမကောင်းနဲ့မယားကနေမကောင်းလို့မီးလေးကနေမကောင်းလို့တဲ့ဟောညမကအမကအမိဖြေကတဲ့ခန္ဓာဘွားတွေနေမကောင်းဖြစ်ဘာဖြစ်တယ်စိုးရင်တယ်ဖြစ်မဖြစ်ရလေချင်းဟိုတတော်တော့သမီးလေးတယောက်တပည့်မလေးတယောက်ငိုယိုပြီးတော့ပုံနဲ့နှမ်းပြီးဟုတ်ဘုရားမေတ္တာပို့ရဗျမိဘဖြစ်နေတပည့်တော်အဖေရောတပည့်တော်အမေရောတပည့်တော်မောင်လေးရောပိုးတွေ့လို့ဗျာတဲ့ဘုံမေတ္တာပို့ကောတပည့်တော်ညမလေးလည်းအစတွေ့တဲ့အကုန်လုံးမိသားစုလုံးငိုလိုက်တာတခါမှမဆုံးဘူးတပည့်တော်ဘွားဒီမှာတယောက်မှမရှိသမီးလို့ပြောရတယ်ဒါလောကဓာတ်လေးအင်းတို့တရားနာတဲ့တရားအားထုတ်တဲ့တရားတွေကျင့်နေကြတယ်ဆိုတာဒီလောကဓာတ်နဲ့တွေးကြုံလာတဲ့ညာမတုံလို့အောင်ချစ်ချင်းမဲ့စိတ်ကဖြည့်စေရစိတ်နဲ့ဖြည့်စေရတယ်ဘာဖြစ်လို့တော့ကိုမပိုင်မဲနဲ့ဘသူကိုဘသူပိုင်မှာတော့ညခန္ဓာကိုသိကြည့်လိုက်ဟောပြန်ပြီးတော့လေနေမကောင်းချင်အေးနေမကောင်းဘူးဆိုရင်နေကောင်းပါစေလို့တောင်းလို့ရတာမှမဟုတ်ပဲဟိုနေမကောင်းတဲ့ဘောအခုနေကောင်းလာပါသည်ဘာမှဖြစ်ပါသေးနဲ့မရှိရသေးဆူတောင်းလို့မရဘူးလေကံတရားကစီမံနေတာဒီခန္ဓာကိုယ်ကြီးကကံစည်းဥရောအာဟာရတိတော့အကြောင်းတရား၄ပါးတို့ပဲစီမံထားတဲ့ခန္ဓာကိုယ်ကြီးကံကလည်းဖော်ပြမှာပဲကမ္မစယုတ်လေကမ္မစယုတ်စိတ်တဇတို့အာဟာရဇယုတ်ဥဒုဇယုတ်ဒီယုတ်ဖြစ်ကြောင့်တရား၄ပါးဒီခန္ဓာကိုယ်ကြီးကဒီအကြောင်းတရား၄ပါးတစ်ခုဖောက်ရင်ပစ္စည်းတာပေါ့နောက်ဆုံးမှာကိုတောင်မှသိရအောင်မယ်လေဘုမဗျာဘုံတရားတွေတော့ထွေးတော့ကြားရောက်မိပါတယ်ပုံပြောတာကိုတော့တရားတွေနာထားတော့တရားတွေအထုတ်ထားတော့ဒါပေမဲ့တပည့်တော့မခံနိုင်သေးဘူးဗျာသမီးကိုသက်40ကျော်ပြီအဲကြောင့်နင်တို့ခဏဘုံပြောနေတာနင်တို့ကမအားဘူးဘာကိစ္စညာစိတ်ကဆိုင်မလို့မရှိလို့အမျိုးပြန်လဲပြီးပြောတတ်တယ်ဒီချီမျိုးတုံပေးဒါလောကရန်ပဲသမိတာလောကရန်ထိုလောကရန်တရားကိုကြံ့လက်ခံကိုယ်ခန္ဓာကိုညာနဲ့စိုက်ရုပ်ရဲ့အနိစ္စနာရဲ့အနိစ္စယုတ်နာအနိစ္စကိုယုတ်နာအနိစ္စသူခန္ဓာဘွားတွေလည်းအလုံးအနိစ္စခန္ဓာဘွားလည်းအကုန်ဒုက္ခခန္ဓာဘွားလည်းအလုံးအနတ္တပေါ့အဲဒီတော့
Mama bia, mi chuza ba. Metta po, metta po bi. Edalo. Jaga. Loka jine ma. Kamatham bhavana deyari mimitana ma. Makindi bu ariya tura gaunda di ki aung ma chuza tha bu su. I lokara ne tui dai ma tong luk de. Tong luk. Lokara. Phuttata loka dhammi. Loka dhammi lokara deyana phuttata tuji lagai. Chi do. Adoka. Modo. Doka phit. Doka phit. Su yimi. Paridewa. Ngo chui bi. Dukha. Ko pin man bi. Ko sin ye bi. Domanata. Sait ne lo maya la aung ti. Khanda. Ubayata. Chaji ni debi ngo ya bi. Ajong le. Khanda ma. Teya makindi do. Tong lo chau cha de. Yini teya nani yare do de garama di ma le. Shima. Lokara shi. Yin sain zaya. Shima amyosu mimi khanda jao lokara tuya. Khanda wadi jao lokara ni shima. Yin sain ya o. Mi bao jinga jazia shima shi. Loka phisiya di paridewa phisiya dukha di domna upayata phisiya shima. Sound ni vare. Kho lokara ji ne tui chong la de khama. Mi mecha ao. Mi mecha ke jo pin sin. So de. Eya lo. Jo tin pin sin thaya. Jo tin bi pin sin thaya. Yandu shi de. Chima yandu shi de. Bawa ha asait tao pi do te jin lao thi yandu ji ne yin san ya o. A thi chan bawa phit o mai naw song. Pi do ko dai nga le te min le thet ko anan ya o. Tabbe thingkara anissa, tabbe thingkara dukkha, tabbe dhamma anatta bi. Eya ya dai ma ba taku ma mye myan jiမရှိ. Loka ji ka 3 ညပါ. Loka ji 3 ညတပါ. ဘာတစ်ခုရဲ့မှအိဋ္ဌာမရှိဘယ်ခန္ဓာရဲ့မှဒုက္ခမရှိဘယ်ခန္ဓာတာရဲ့မှအတ္တမရှိခန္ဓာမှန်သမျှတို့သည်အမြဲတမ်းပျက်စီးနေတယ်ဘုရားစကားကိုနားထောင်ထားရသဗ္ဗေသင်္ကာရအနိစ္စသဗ္ဗေသင်္ကာရဒုက္ခသဗ္ဗေဓမ္မအနတ္တဘုရားကဘယ်လိုခဏခဏရွတ်ပြီးတော့နှလုံးသွင်းနေတယ်ဣမေပိဇက္ကနာနိစ္စယမရိတံတိမရဏနံကမိတ္တမိတ္တပကာယံခေပိတ္တံတိဘေကျင်တို့ပိဇက္ကနာခန္ဓာ၅ပါးယုံနာနာပါတို့သည်အနိစ္စပါတခုရဲ့မှာမမြဲလေစွာတကားခန္ဓာကိုတကူလုံးမှာဘာတစ်ခုမှမြဲတာမရှိဘူး။ဒါပြန်ဆံချောင်းကရှိသေးလက်တဲ့တင်ဘယ်နေရာမှမြဲတာမရှိပါဘူး။အနိစ္စယမမြဲခြင်းကြောင့်မရိတ္တန်တိတိကြီးပစ္စည်းရလက်တံအလုံးသိရမှာပါလား။မရဏံတံတရားခြင်းသဘောတရားကိုကမိတ္တမရောက်ကြလက်တံဣမံသဗ္ဗကာယံအလုံးစုံသောဤခန္ဓာကိုယ်ကြီးကိုခေပိတ္တန်ဤလူသူမဏိတ္တဇအပင်ကြီးကိုစောင့်ပြရလက်တံဘာရကမေကျွန်ုပ်ပိစက္ခဏခန္ဓာ၅ပါးဤယုံနာနှစ်ပါးတို့သည်ဒုက္ခ96ပါးသောယောဂဝေဒနာတို့နှိစ္စခံရလက်တံ96ပါးသောယောဂဝေနှိစ္စခံရလိမ့်မယ်နှိစ္စခံရပြီးပြီဒုက္ခရာဆင်းရဲခြင်းကြောင့်မရိတ္တန်ဒီတနေ့လေးမှသေခြင်းပြည့်စည်လက်တံဘာရကမရဏံတံတရားခြင်းသဘောတရားကမိတ္တမရောက်ရလက်တံဣမံသဗ္ဗကာယံအလုံးစုံသောဤခန္ဓာကိုယ်ကြီးကိုခိပိတံတိလူသူမဏိတဲ့တစအပြင်ကြီးကိုစောင့်ပြရလက်တပါရကမေကျွန်ုပ်ပြင်စခန္ဓာခန္ဓာ၅ပါးယုံနာနှစ်ပါးတို့သည်အနတ္တံဘာတခုရဲ့မှာကိုယ်ပိုင်ကွက်တာအစိုးရခြင်းမရှိလေသောတကားအနတ္တယအစိုးမရခြင်းကြောင့်မရိတံတိပိတိပစ္စည်းရလက်တပါရကမရဏံတံတရားခြင်းသဘောတရားကမိတ္တမရောက်ရလက်တ
ဣမံတပ္ပကာယံလုံးစုံဤခန္ဓာကိုယ်ကြီးကိုခိပိတန်လူသူမနီးတဲ့တစပင်ကြီးကိုစွန့်ပြရလက်တော့ဘာတကားအဲ့ဒါလို့ခန္ဓာကိုယ်စင်ကြင်ရဩခန္ဓာလို့ကိုတကူလုံးဘာတစ်ခုမှမြဲမြံခြင်းမရှိပါနဲ့ဤခန္ဓာတစ်ခုလုံးမှာဘာတစ်ခုမှချမ်းသာတာမရှိပါနဲ့ခန္ဓာတစ်ခုလုံးမှာဘာတစ်ခုမှကိုယ်ပန်ကွက်တာမရှိပါနဲ့ဩခန္ဓာကိုယ်ကနေသသဘောမှာစိတ်သုံးပြီးဒုက္ခသဘောမှာစိတ်သုံးတာတွေ့ပြီးအတ္တသဘောမှာစိတ်သုံးတာတွေ့ပြီးဆိုရင်အမှန်တွေ့ပြီဒါဆိုရင်ခန္ဓာနဲ့နှိစ္စတဲ့သူတစ်ပါးခန္ဓာတွေခန္ဓာဘဝတွေကိုပြန်ကြည့်သူတို့ခန္ဓာလဲဒီမြေပြစ္ဆခန္ဓာအနိစ္စယဒုက္ခယအနတ္တမရိတ္တန္တိကုံလုံးသူတို့လည်းမမြဲဘူးသူတို့လည်းဆင်းရဲတယ်သူတို့လည်းအဆုံးမရတူတူပဲခန္ဓာချင်းတူတူပဲအကုန်လုံးပူပူရရမြင်သိမြတ်သောခန္ဓာမှန်သမျှတို့သည်အကုန်လုံးတရဇတ်ဖြစ်ပြီးပစ္စည်းတဲ့သဘောကိုဆောင်နေအကုန်ဖြစ်ပြနေအကုန်ပြည့်ပြနေအကုန်ပစ္စည်းနေတဲ့ခန္ဓာတစ်ခုလုံးမပစ္စည်းတဲ့အချိန်မရှိဘူးယုတ်ကလစီတွေကုန်ခန့်ပစ္စည်းနေတာယုတ်တက်တွေနန္တက်တွေကုန်ပစ္စည်းအဉာဏ်လေးနဲ့ကက်ခါကြည့်ရအဲ့ဒါလို့ခန္ဓာကိုယ်ဉာဏ်ဖြင့်ကက်ခါကြည့်မှာမှန်ကိုတွေ့လာတော့သိမင်းမမြင်ဘူးတဲ့ဘုရားကယတာဘောဘောလကံပတိပြန်ကောက်ဘောဘောလကံပတိယတာပတိမရိစီတံဧဝံလောကအဝေကန္တာမြေစုရာဇာနပတ္တိဓမ္မောဂရာဇာယဟန်ကိုရှေခံပြီးဟောပေးခဲ့တယ်ဘုရားကဘောဘောလကံတဲ့ရေဘွက်ကလေးတွေတဘွက်ချင်းပုတ်ပွက်နေတဲ့သဘောကိုမြင်ရပြီတကယ်တော့ယံတို့ရေကန်ကြီးနာကိုတော်၎င်းဝေယသီမလဲဆွဲခြေလမ်းမှာရေအိမ်ခွက်တဲ့နောက်ရောက်လာတဲ့ခါမှာထိုရေပြင်ကြီးဟာကြည့်လိုက်လို့ငြိမ့်ပြီးနေတာမြဲတဲ့ရေပြင်ကြီးကငြိမ့်နေတာပဲရေကန်နဲ့ကြည့်ဟိုထဲထားမဲ့စလုံးထဲမှာပဲရေထဲထားတာကြည့်တံမေးမှာအရှိဒီမှာချက်တာကြည့်ငြိမ့်သို့တော့ကောင်းကင်ယံကဒဇက်ဇာကရေဒီစီစင်တဲ့ငြိမ့်နေတဲ့ရေဟာဟောက်ပြန်သွားတယ်မငြိမ့်တော့ဝက္ကနေပွက်အပေါ်ကရေမကြတဲ့ခါရေမပွက်ဘူးရေကြလို့ပွက်ဥပမာနဲ့ဥပမေယကမ္မထံအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဟာသမာဓိချိန်ရအောင်ပုဂ္ဂိုလ်ကိုကြောင်းကြလေးစာရေးကြည်လာတဲ့အခါခန္ဓာရဲ့ဒီခန္ဓာကိုယ်ကြီးကိုရေပြင်ကြီးလို့မြင်လာခန္ဓာကိုယ်ကြီးကိုရေပြင်လို့သဘောပေါက်လာရေပြင်ထဲမှာမိုးတိမိုးပေါက်တိကြတာကိုကြတဲ့ဘောဘောတဘူဘပြောက်တော့မြင်ရတယ်လို့ပဲတောင်းတင်ညောင်းညာကြိုက်ခဲထုံချင်းဆိုတဲ့သဘောလေးရေပွက်တွေပွက်တယ်ရေပွက်တွေကြတာရေပွက်တွေကြနေတတိထားပြီးကြည့်ရလိုက်တဲ့ရေပွက်ကလေးတွေရဘွတ်စုမရှိတော့ပစ္စည်းသွားတယ်ပကနေပေါ်ပြီးဖြစ်နေပြောက်သွားတာသူ့ဟာသူဖြစ်ပြီးသူ့ဟာသူပြတ်သွားဒါဝိပဿနာဉာဏ်သတိပဋ္ဌာန်ကိုရှေခံထားပြီးကြိုးစားအားထုတ်လာတဲ့ယောဂီပုဂ္ဂိုလ်သတိပဋ္ဌာန်ဘာဝနာဖြစ်တာသတိပဋ္ဌာန်ဘာဝနာဆိုတာဖြစ်နေတာကိုတွေ့တာဒီချင်းလက္ခဏာကိုသတိပဋ္ဌာန်ဒီဟူသောသမာဓိအရှိန်ကြောင့်
သမာဓိနမိတ်ကြောင့်ဝိပဿနာဉာဏ်နမိတ်လေးဖြစ်အခါတည်းကြတော့သူယောဂီတွေကထင်တယ်။ညာဒီလိုတရားအထုတ်တာ။မြတ်တွေကြတော့ဘယ်လိုအယောင်လေးနေပေါ်တဲ့ဘယ်လိုမြင်တဲ့ဘယ်လိုမြင်တဲ့ဒီလိုဒီလိုလည်းမမြင်ဘူးဗျာ။ဒီတရားမရဘူးလား။အဲ့ဒါလို့စရိုက်ရှင်းမတူတာကိုသဘောမပေါက်။ကံချင်းမတူဘူးဆိုတာလည်းသဘောမပေါက်။အတိတ်ကပါရမီဖြည့်ခြင်းမတူဘူးဆိုတာလည်းသဘောမပေါက်။လောကမှာလူချင်းတူပင်ညာတော့ကံချင်းမတူဘူးကံချင်းမတူတော့အကျိုးပေးခြင်းမတူဘူးပေါ့ဖြစ်လာခဲ့တဲ့ပါရမီချင်းမတူတွေတော့အတွေ့အကြုံချင်းမတူဘူးပေါ့အဓိကရေပင်ထဲမှာရေပုတ်ကလေးတွေရေပေါက်ကလေးတွေကြကြပျောက်ပျောက်နေတာမြင်ဖို့တာပဋ္ဌာနာရေပင်ကပဋ္ဌာနာမဟုတ်ဘူးတဘောချင်းတဘောချင်းပုတ်ပက်ပြီးတော့ပျောက်ပြက်နေတာကိုမြင်ရပြီးတကယ်တော့အာတိပြမဖြစ်ဖြစ်စိတ်ကိုဝမ်းပိုက်မှာထောက်တော့ဟရိယမှာထောက်ခန္ဓာတကိုထင်ရှားတဲ့နေရာမှာထောက်အကဲကပိတတိထဝရိယတဲ့ပညာနဲ့အကဲကပိကြောင်းညာလေးစိုက်ပြီးကြည့်နေလိုက်ဒီပွဲနဲ့တူတဲ့ခန္ဓာကိုဖောက်ပြန်မှုတွေထင်ရှားလာတယ်ယုတ်တပဲပေါ်ဖို့နန္တပဲပေါ်ယုတ်တရားရဲ့ကာယကတ္တတတိကြောင့်ယုတ်တရားရဲ့ထင်ရှားမှုသဘောလက္ခဏာပဲပေါ်ဝေဒနာရဲ့ကြောင်းလည်မှုပဲပေါ်စိတ်ရဲ့သဘောလေးပေါ်ယုတ်တဲ့သဘောလေးပြဘာပဲပြဒီလေးထောက်ပညာနဲ့တာကြည့်သွားတော့ဖြစ်သွားနာသီပြမှာကက်ကကြည့်ဒီလေးလည်းပေါ်ပူနူလေးပေါ်အရေးကြီးတာကတော့ရှုတဲ့သဘောဟာသူ့ရှုမှုလေးပေါ်ပြီးသူ့ရှုမှုလေးချုပ်တော့သွားတာခြိုင်မှုလေးပေါ်ပြီးသူ့ခြိုင်မှုလေးချုပ်ပေါ်သွားတာကင်လို့မရလိုက်ကင်ပြလို့မရဘူးသဘောလေးသာတွေ့ရခန္ဓာတစ်ခုလုံးမှာထင်ရှားတဲ့သဘောလေးတွေ့တယ်ရွာတမတဖြိုးဖို့သလုံးဒါသဘောလေးရေဘွက်တွေပွက်နေတာမြင်ရပြီတကယ်တော့ဘာလေးပေါ်တင်းတာလေးပေါ်ကြည့်လိုက်မရှိဘူးတောင်းတာလေးပေါ်ကြည့်လိုက်မရှိဘူးအောင်းတာလေးပေါ်ကြည့်လိုက်မရှိဘူးမရှိတာကိုမြင်ရမယ်ပထမအရှိပြန်ကြည့်မရှိပထမအရှိပြန်ကြည့်လည်းမရှိအရှိမှမရှိတာမြင်တာဝိပဿနာလို့ဆိုတရားဆိုတာကသိမ်မွေ့တယ်တရားသားလေးကအလွန်သိမ်မွေ့တယ်အလုံးလုံးသိမ်မွေ့နုညံ့သိမ်မွေ့လာဆိုသောသဘောညာနဲ့ထောက်ကြည့်ရအကဲခတ်ပြီးကြည့်ရတယ်ပရမတ်ခန္ဓာကိုတို့အခုခြံနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုသတိထားကြည့်ဘယ်မှာလဲငါဘယ်မှာလဲပုဂ္ဂိုလ်ဘယ်မှာလဲတတ္တဝါဘယ်မှာလဲယောက်ျားဘယ်မှာလဲမိန်းမဘယ်မှာလဲဘုန်းကြီးဘယ်မှာလဲသီလရှိမရှိကုန်ပြောက်ကြားနေတဲ့သဘောလေးနဲ့သိတဲ့သဘောလေးဒါပဲရှိမတ်စရာလေးတကူနဲ့မတ်နေတာလေးတို့ဒါပဲတွေ့ပညာပြောက်ရမယ်လေလက်ရှိပုံသဏ္ဍာန်ဆိုတာပညာဒီပညာပညာဆိုတာဒီပညာပဲအထေတရတနာဆိုတာပညာဘောလေးပြင်းသဘောတောင်းသဘောထုံသဘောကြည့်တဲ့ကြိုက်သဘောလေးဒါကပရမတ်ကမ္မဋ္ဌာန်းအာထုတ်တယ်ဆိုတာပညာကိုကြည့်ရတာမဟုတ်ဘူးပရမတ်ကိုကြည့်ရတာပရမတ်ကိုကြည့်ရသူတလုံးတရွတမမလေးသွားတော့ဖြစ်နေတယ်ပရမတ်တသားလေးဉာဏ်ထဲမှာပေါ်လွင်အောင်အတက်ခါကြည့်ရသဘောခန္ဓာကိုကြည့်ပရမတ်ဓာတ်သားထင်အောင်ကြည့်တယ်ဉာဏ်ဝင်ပြီးတော့ကြည့်တယ်အဲ့တော့ယောဂီပုဂ္ဂိုလ်
မိမိခန္ဓာရဲ့ထင်ရှားမှုပေါ်မှာဉာဏ်နဲ့ကြီးမှဩဒီလိုကိုလို့သိလာမှန်အရှိကိုအမှန်သိသွားတယ်အမှန်အရှိကိုအမှန်သိတယ်မှန်ရှိကယုံနာနှစ်ပါးပြီးတော့နေတာဉာဏ်ရုပ်ပေါ်နာမ်ပေါ်တယ်ရုပ်ချုပ်နာမ်ကချုပ်ရှိကယုံနာနေချုပ်ပေါက်သွားနေတာကိုနောက်ယုံနာကတက်ခတ်ပြီးကြည့်နေတာရှိကယုံနာချုပ်ပြောက်ဟန်နောက်ယုံနာနဲ့ကြည့်ရှိကတရွရွလေးယုံနာပေါ်ကြည့်လိုက်မရှိတော့ရောကနေမော့ကနေထုံကနေကျင်းကနေကြိုက်ကနေခဲကနေပူကနေဤကနေတောက်ကနေတင်းကနေဘာလေးပဲပေါ်ပေါ်ဘယ်လိုပဲဖောက်ပြန်မှုထင်ရှားမှုပြတဲ့သဘောတွေခန္ဓာကြည့်လိုက်မရှိကြည့်လိုက်မရှိကြည့်လိုက်မရှိသူကသူ့ဖြစ်ပြီးသူ့ပြတ်သွားတာကိုကဖြစ်အောင်ပြအောင်မလုပ်နဲ့ဟိုလောကအကြောင်းညာလေးဆိုင်ပြီးတော့ဖြစ်ဖြစ်နေတဲ့လက္ခဏာကိုမြင်အောင်ကြည့်ပါဇက်ကဖြစ်မလုပ်နေနဲ့တကူရင်ပြီးတော့ဖြစ်မလုပ်နေနဲ့သူဟာသူဖြစ်ပေါ်လာသူဟာသူပဲပြည့်နေတာပြီဘယ်လိုနမိတ်ပဲပေါ်ဘယ်လိုအာယုနမိတ်ပေါ်သမာဓိနမိတ်ပေါ်ဝိပဿနာနမိတ်ပဲပေါ်ဝန္တာဇာနမိတ်ပေါ်ဝန္နေဇာနမိတ်ပေါ်ကြောက်စရာနမိတ်ပေါ်လန့်ဇာနမိတ်ပေါ်ပရိက္ခနဲ့ကြည့်စိတ်မှာပေါ်တာအဲ့တဲ့ဒီကြီးပဲပေါ်တိုင်းမှာတတိလေးထောက်ပြီးဉာဏ်နဲ့ကြည့်မရှိဘူးမြင်အောင်တုံညမြင်သွားရမယ်ခန္ဓာဉာဏ်စိုက်တုံညစိုက်ခန္ဓာကိုဉာဏ်လေးနဲ့စိုက်ပြီးကြည့်တုံညတတ်ဖြစ်သွားချင်ခန္ဓာကိုဉာဏ်နဲ့စိုက်ကြည့်ရခန္ဓာသဘောကိုဉာဏ်နှောပြီးကြည့်ရခန္ဓာဖြစ်စဉ်ကိုဉာဏ်ရှင်ပြီးကြည့်ရဒီခန္ဓာကိုယ်ဟာမိမိဖြစ်ရှင်တယ်လို့မဖြစ်သေးဘူးပို့ထားတယ်လို့မနေဘူးသူဖြစ်ရှင်တယ်လို့ဖြစ်နေပြည့်ရှင်တယ်လို့ပြည့်သူသဘောသူအမြဲတမ်းဆောင်ပြီးတော့ပြတယ်သူသဘောသူဆောင်ပြနေတာလေးစိတ်ကညှို့ကိုင်းကြည့်ရစိတ်ကညှို့ကိုင်းပြီးကြည့်ရကြည့်စေရခန္ဓာနဲ့ကြည့်နေတဲ့ဉာဏ်ဒါပဲရှိတာပေါ့ခန္ဓာတကူလုံးပေါ်နေတဲ့သဘောသိနေတဲ့သဘောဒါပဲရှိနမရူပပရိစ္ဆေဒဉာဏ်นี่ကွဲပြီးဖြစ်တယ်အဲ့လိုအကြောင်းအကျိုးတွေပဲရှိပါဠိတော်အကြောင်းတွေအကြောင်းပေါ်အကြောင်းချုပ်အကြောင်းပေါ်အကျိုးပေါ်အကြောင်းချုပ်အကျိုးချုပ်ဘယ်စိတ်လေးပေါ်ဘယ်အာယုံလေးပေါ်ဘယ်နမိတ်ပေါ်ကြောင်ညာလေးစိုက်ပြီးတော့ကြည့်ဒီဘဝတည်းတစ်ဘဝချင်းတစ်ဘဝတွေမြင်နေရပြီတကယ်တော့ယတပတ္တိမရိစိတံတံလည်းလက်ခွေးနဲ့ကိုတော်တော်နေရာဒီမှာလှမ်းကြည့်ဖြစ်ဖြစ်ထောင်မောကလှမ်းကြည့်ဖြစ်ဖြစ်သပင်တောတောင်လှမ်းကြည့်ဖြစ်အဝေးကျလှမ်းကြည့်ဖြစ်တံလည်းကလေးဖြစ်အဲ့ဒီဥပမာပဲယုံနာဓမ္မသင်္ကာရတရားတို့သည်စက္ကန့်နဲ့ဖြစ်ပြနေတဲ့စက္ကန့်နဲ့ပြည့်ပြနေတယ်သူသဘောသူကကနေမောကနေထုံကနေကြီးကြိုက်ကနေခင်းနေအမြဲတမ်းဟိုနာကတမျိုးဒီနာကတမျိုးအမျိုးစုံခန္ဓာကိုယ်ကြီးကဖောက်ပြန်ပျက်စီးနေတယ်ထိုသဘောတက်ကိုအကဲခတ်ပြီးကြည်ခန္ဓာယုံ nant သဘောလက္ခဏာတက်ကိုထိုးထွင်းဉာဏ်ပြီးကြိုက်ခတ်ပြီးကြည့်လိုက်ရှိတော့ကြည်စရာခန္ဓာကြည့်နေတဲ့ဉာဏ်ကြည်စရာခန္ဓာနဲ့ကြည့်နေတဲ့ရှုခန္ဓာအချုပ်ဉာဏ်ပေါ့အမြဲတမ်းလို့တွဲချင်းဖြစ်နေတာငါကောင်သူကောင်ပုဂ္ဂိုလ်တ attva အကုန်လုံးပြောက်ဆွဲเสียမရှိတော့ငါဆွဲမရှိသူဆွဲပုဂ္ဂိုလ်ဆွဲတ attva ဆွဲမရှိတော့ဘူးဆိုရင်ရှိကိုသိသွားလို့မရှိတာကိုမရှိမှန်သိရင်အဲ့ဒါအမှန်သိ
mango did. A ball mango mean watcha. Tajao. Tabida Uva later. Colombo Mani to go shatter. Any manema pony net. Injani will go yeko, machine. Only she. Only go a golo dole de kama. That she lole de kama. Genie. Goga. Mashima yellow de kama. Go you chin. Go your chin. Chin no. Go. Missy go the go, Missy go the lago. Go Nakong go the lago, never go the lago. Hanakomat go. I did that. Oh, the Kama Balishi. Ayama Balishi. Yesima. Bello a yekli pony. Yemamaga bello. Sadi option. Kanagoma shide the voligo. Mama Badam Mama Jidaka. In a chacha. Sajima. Fobama. Kandago di Hulodi. Manjima. Mami nema mimi nye tembiji Kanago yokana boma Yokana gorilla mami nema Nyan sure ayikline jila Bido ayokini bihoma Nayopshini Tudo The Diwaria Nya Ayodobi Kabi Majibu Suyin Tede Gogo Mamia Nyan sure about the Yonabi Letoma Oh Donya Jide Kama Enyaga Badi Mia the Lubo Kana say by Matria de Mammy Mamia Hana go to go low Yane Chomido Jidema the fishing the fish and it's at the body bed we did to cut the body bed that the body. Oh Kana Goluma Anasari Bana Asubama Gona Mashibana Kanaji Mamima Nyake Viki the Lubo Rather than mango either Lubo. You need Tea mango chile de Kama Kana Golo Yanachida. You limited Boko limited that one in Palamishi. Oh, the Bokana, the Bokana, the Bokana. Name there is that the Bolakana Gotina. The Bobshit, the Bobby, the Boli Gotina. A champion Bobby. Sandana Nemeji Bobby. Bondra Nemeji Bia with the Boli Betina. The Bogo Betina. Paramat Dadali go treat in a mango money meaning. Meaning that Nya Yedriga. Gilenta China. Gilenta Chi Abia Gangi and Mamba. That the same Maji in a people in the Mulaka, my. Many in a Bela Tina Yedriga. Chipedi Pembe named it a Bonyanga. I say your iron just with that water. Yoka Sungu Yanga Yosha water. Kanda Sungu Yanga Yosha water. Oh, Kilogo. They go yale me, many and more love, messing up for sorry tasso. Erishima Coco. A bobo nalet water. Oh, na. American paid that dilly, she bobby before Coco Chinet. Canada go Boba Shrilan. Oh, American paid that they are in a bobo bobby go. Turaga, Minkalo, Minamo, Sao Chilo, the Damo. Koren, Radia, Uria, Diari, Nilangala, Chimondami, Jinjambama, Arto, Lada, Kana, Jonka movie. Doga Milo, Doga Mudoga, Songo, Goba Nyan, Otibi, Minor at the Boba, Tajan Yogido, Tea, Sura Loka, Pampantata, Josa, Yuma, Dilada, look. Macho, Maza, Mati, Ba, Matinya, Chiliatan.
ကြိုးစားပွားများအားထုတ်မရှိတဲ့ပုဂ္ဂိုလ်အတွက်သန္တာရှိလေရလိမ့်မယ်ကြိုးစားပွားများအားထုတ်တဲ့ပုဂ္ဂိုလ်တဲ့သန္တရာတူတယ်ဥနာတိနေတရားတိတို့ဉာဏ်တို့ပေါ်လွင်သွားပြီဆိုရင်ဥနာတိနေသွားပြီတရားတိတို့ဉာဏ်တို့မပေါ်ဘူးဆိုရင်တော့ထိုပုဂ္ဂိုလ်ဥနာတိမဆုံးတော့ဥနာတိထက်တာနဲ့ဥနာတိလွတ်တာနဲ့ဒါကြောင့်မို့လို့ကံတစ်ခုတည်းအာကိုဝိဒအရှင်နေသုံးထုံးမနေပါနဲ့ကံလမ်းမှသည်ဉာဏ်လမ်းစီတော့လို့ဒီတတိဝိရိယဉာဏ်တတိပဒံတရားကိုရှေခံထားပြီးတော့ဒုက္ခသစ္စာမြင်အောင်အမြင်မဲ့ပဲတရဇဖြစ်ပြီးပြည့်စည်တဲ့ဒုက္ခသစ္စာကိုမြင်အောင်ဒုက္ခဖြစ်သမုဒယသစ္စာပယ်နိုင်အောင်မေကဘာဝနာကိုအာထုပြီးនិရောဓသစ္စာတည်သောနိဗ္ဗာန်စခန်းစီကိုတက်လှမ်းနိုင်ကြပါစေလို့မေတ္တာပို့ရင်းကဲအရှိန်စီသွားတဲ့တဏှာကြီးကုံဆုံးသွားခြင်းကြောင့်အိမိနပုညကမ္မိနဗုဒ္ဓမြတ်စွာစေနေရ၏ဟောဘောညွန်ပြဆိုဆုံးမအပ်သောတရားတိတဉာဏ်တတ်တို့ကိုနာယူမတ္တသုဒ္ဓဆင်ရင်ပွားများအထုတ်ရသောကုသိုလ်စေရဏတရာဆွာတို့ကြောင့်ဧကတသကေ11ပါးသောမိတို့မှာမုံစိတ်ထွာလွန်မြောက်ကြကုန်လေရဲ့နိဗ္ဗာန်ဘိမကအေးမြလာသောမေချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာကိုအေဒီဆက်ရောက်နိုင်အောင်ကြိုးစားအထုတ်နိုင်ကြစေကုန်ရာတည်းသာဓုကုသိုလ်တရားတွေရင်ဝယ်ပိုင်းပြီးတော့သလောကလုံးကိုမေတ္တာဖြန့်ဝေကြမယ်အထေယမညာတတဝါချမ်းသာကိုစိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းငင်းချမ်းသာကြပါစေအောအယမညာတတဝါချမ်းသာကိုစိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းငင်းချမ်းသာကြပါစေအနန္တစัจ java လာမြတ်တတဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းငင်းချမ်းသာကြပါစေဆရာဟောတရားနာမြတ်တတဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လည်းငင်းချမ်းသာကြပါစေ။ကိုယ်စိတ်နှပြအေးရန်กว่าကြမ်းပါကြပါစေ။ကိုယ်စိတ်နှပြအေးရန်กว่าချမ်းသာကြပါစေ။မေတ္တာနှလုံးကိုယ်စီသုံးချွင်ပြုံးကြပါစေ။မေတ္တာယံသူဒေါသမုအဘုကင်းပါစေမေတ္တာရေချမ်းအိုစီဖြန်းအေးချမ်းကြပါစေခန္ဒီနှလုံးကိုယ်စီသုံးရှင်ပြုံးကြပါစေဒုမေတ္တာစွမ်းကဘာလွန်အေးချမ်းကြပါစေဒုမေတ္တာစွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဤသို့ပြုရမြတ်ဘုံညာကြောင့်မတခေမံဤနိဗ္ဗာန်ကိုဧကံဒုလျှောက်ရောက်စေသောယနေ့ယခုအာဒုသမြမြတ်ဘာကကိုမိဘဆေယမြို့သားကနှင့်ဥမာစောင့်ချက်ဟိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိသမျှဝေနေရတို့ရကြပါစေသင်္ဃဝေသည်မြာတွေသာတုခေါ်စေသောဘုဒ္ဓအမြတ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဘုဒ္ဓအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓု
သာဓုသာဓုကုသိုလ်အမြတ်မြတ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဘုဒ္ဓအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဓုကုသိုလ်အမြတ်မြတ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဘုဒ္ဓအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဓုအာဟုကျမ်းတော်စိတ်ချမ်းသာကသူတော်ကောင်းတရားတွေတွတ်တက်လို့ကိုယ်စီကိုယ်ကမျက်မှောက်ပြုရကြပါစေ